ငုတ်သီးဖြော်ရည်စားပဲဖြူစံလောခေါင်းရမ်းမွေးအမဲသားမဲလုံးတော့ကိုနဲ့မှာချာကချင်တမောက်ဘယ်ဟာအကြိုက်ဆုံးလဲစမ်းကြောင်းနဲ့ရောက်နေပြီဒေဆိုင်တွေစားရမယ်မသိလို့ကတော့ဒီတစ်ခေါက်စပင်ဝင်းလဲပြီးကြားတဲ့ဆိုင်တွေကိုလိုက်စားပလိုက်တယ်ဗီဒီယိုထဲမှာလည်းဥပန်နာရဲ့ဘောင်ချာကုတ်ကိုဘလို့သုံးအောင်လဲဆိုတာကိုပြပေးထားသေးရဲ့နော်တော့စားတဲ့ဆိုင်တွေကလည်းခေကိုမှအရသာရှိပြီးရောအဲ့လိုတောက်လို့ကောင်းတဲ့ဆိုင်တွေဖြစ်တာမို့လို့ဗီဒီယိုလေးကိုဆက်ကြည့်လိုက်ရအောင်ဟုတ်ပါပြီဘိုင်းစဉ်းစားနေဒီမှာလေးစမ်းကြောင်းနဲ့ရောက်နေတာဆိုတော့ဒီနေ့ဘယ်ဆိုင်တွေစားရင်ကောင်းမလဲဆိုပြီးစဉ်းစားနေတာအဲ့ဒါနဲ့ရောက်ဒီစပင်ဝင်းကြီးတွေကိုလှစ်လိုက် โอเคနေမယ်ထောက်ဆွဲဆိုင်ဆိုတော့ထောက်ဆွဲအရန်ကောင်းတဲ့ဆိုင်ရှိရယ် Let's go အခု31တို့တဲ့ဆိုင်လေးကတော့လေဝင်ချင်းအောင်မှာ finish fight လေးနဲ့အေးအေးချမ်းချမ်းလေးလည်းရှိနေ့လေလဲရောက်နေတော့ပိုက်ဆာနေရနဲ့မဲသားအမဲလုံး3မဲသားအမဲလုံးခောက်ဆွဲဇွန်6ခောက်ဆွဲမျိုးမရှိလို့မှားလိုက်တယ်အခုမှားလိုက်တဲ့မီရူးတွေကလေတပွဲနဲ့တပွဲပိုးရှင်းကလည်းတော်တော်များတယ်သူ့ရဲ့လေခောက်ဆွဲသားကလေတော်ကိုမှလေစားကောင်းတယ်ဒီအမဲသားအမဲလုံးခောက်ဆွဲဆိုလို့ရှိရင်တောက်လိုက်တာနဲ့လေလုံးဝအားပြည့်သွားသလိုခံစားရတယ်ဒီဆိုင်ရဲ့မီရူးတွေကလေ MSG free အချို့မလုံးဝမတုံးထားဘူးတဲ့နော်စားပြီးတော့ဒီဆိုင်ရဲ့အေးတွေထဲကငရုတ်သီးဖြော်ရည်ခေါင်းရမ်းမွေးနဲ့ကိုနဲ့မှာချာကိုတောက်ကြည့်လိုက်တယ်ငရုတ်သီးဖြော်ရည်ကလေတကယ်ငရုတ်သီးရဲ့စီနံရဲ့တံမြာသီးရဲ့အချိုးချချဖြော်ထားတောက်ကြည့်လိုက်တော့လေလုံးဝအောင်မလေးမထင်ထားဘူးကိုချင်းဆက်အရတာလေးတော်တော်မှတောက်လို့ကောင်းတယ်ကိုနဲ့မှာချာကတော့အုံဒီဖက်လေးနဲ့ချို့အေးမွေးလေးမာချာနဲ့တင်းတင်းလေးနဲ့အရန်ကောင်းပဲခေါင်းရမ်းမွေးရတော့ချင်းဆူဆူလေးအနည်းဆုံးပြောရရင်ချက်မောင်မှုအရတာလို့ခေါင်းကိုလေကြည်လင်သွားတာပဲကတော့အရန်ကြိုက်တယ်ကဲဒီဆိုင်ကစားချင်တာလေးတွေရှိရင်ဖူပန်တာကနေမှာစားလို့ရရနော်ငင်းကောင်းလေးတစ်ခုလည်းပါလိုက်အောင်မယ်နော်ဖူပန်တာ new user ဆိုလို့ရှိရင်ပထမဆုံးမှာတဲ့ order အတွက်50% discount အနည်းဆုံး6000ကျပ်ပိုးမှာလို့ရှိရင်3000ကျပ် short ဈေးဖူပန်တာအကောင့်ရှိပြီးသား customer တွေဆိုရင်10% discount အနည်းဆုံး8000ကျပ်ပိုးမှာယူလို့ရှိရင်အများဆုံး2000ကျပ်အတိ short ဈေးတွေရအောင်ပါနော်ဖူပန်တာ application ကိုအခုမှစသုံးမယ် new user တွေအတွက်ဒါ application ကိုဘယ်လိုမျိုးစပြီးတော့သုံးရမလဲ voucher code ကိုဘယ်လိုမျိုးသုံးရမလဲဆိုတာကိုဒါရှင်းပြသွားမှာပဲဖြစ်ပါတယ်အသုံးပြုရမှာကတော့လေကူရိုးရှင်းပါတယ်ပထမဆုံးကိုယ့်ရဲ့ဖုန်းထဲသို့ Foodpanda app ကို install ပြုလုပ်ပါ install လုပ်ပြီးသွားရင်တော့ကိုယ့်ရဲ့ email သို့မဟုတ်ဖုန်းနံပါတ်နဲ့အကောင့်ပြုလုပ်လို့ရပါတယ်ပြီးသွားရင်တော့ကိုမာချင်းတဲ့ဆိုင်ကိုရွေးမှားထားတာလေးတွေရွေးပြီးပြီဆိုရင်ဘောင်ချာကုတ်နေရာလေးမှာ FP4TD လေးကိုရိုက်ထည့်ပြီး discount တွေရယူနိုင်ပါပြီရှင်အသုံးပြုရမယ့် voucher code က FP4TD ပဲဖြစ်ပါတယ်အားအကြောင်းမို့လို့အခုပဲ Foodpanda application ကနေမှုတွေအများကြီးမှာလိုက်တော့နော်နောက်ဆိုင်ရောက်မယ်နောက်ဆိုင်သွားအောင်ပါပေါ့ Okayကချင်ဖူအဲ့ဆိုရင်ကချင်ဆိုင်ကိုသွားမှာပဲကဲကချင်အစားအစာဆိုရင်တော့အရှောင်ဆိုင်ကိုသွားလိုက်တော့တယ်ရောက်တာနဲ့မီနုတန်းကြည့်ပြီးချက်ချင်းမာတော့တာပဲစာဖြဲဖြူးဆန်လောကချင်တံမောက်ရယ်စာဖြဲကလေဝက်ကင်ရဲ့အမဲကင်နဲ့ရတယ်ပပင်းကတော့အမဲကင်နဲ့ပဲမှားလိုက်တာမှာတာစောင့်နေတော့မှာတယ်ဖူပန်နာရိုက်တာတွေကလေလာယူနေတာကိုလည်းတွေ့ရသေးတယ်အခုပပင်းမှာတဲ့3ခုမှာလေကချင်တံမောက်တော့ပပင်းဒါပထမဆုံးစားဘူးပါပဲကိုကလေတိလာဓာမောက်ဆိုတော့လေကိုစားဖို့နေကြဓာမောက်ပုံစံမျိုးထင်တာပေါ့နော်ဒါပေမဲ့ဒီကချင်တံမောက်မှာကျတော့ तू ကလေမြစ်တိုနောက်ပြီးပြောင်းမှုတို့အဲ့လိုပုံစံမျိုးလေးတွေနဲ့လှုပ်ထားစာဖယ်ကလည်းလေပမင်းကအမဲကင်နဲ့မှားထားဆိုတော့အမဲကင်နန်လေးကိုမှလေမှုေးနေရပဲအဲ့လိုမျိုးလေမုတ်ဖက်တွေနောက်ပြီးသူပေးတဲ့အနှစ်တွေနဲ့အဲ့လိုနယ်ပြီးစားရတာလေတော်တော်စားလို့ကောင်းတယ်တိလားဒီဆိုင်ရခ ्यू ဆန်တော့ကလေပါတဲ့ပိုးရှင်ကတော်တော်မှများတယ်အဲ့ဒီခ ्यू လေးကိုလေဗစက်နဲ့အဲ့လိုစုပ်လိုက်အဲ့မှာပါတဲ့ခ ्यू အသားလေးရယ်နောက်ပြီးတော့ဆန်လောအနှစ်တွေရပေါင်းပြီးတော့လေစစ်လေးနဲ့လေအရက်တာအရန်တွေ့တယ်ကချင်အစားအစာထိထိမိမိစားကျင်နေဆိုရင်တော့ဒီဆိုင်ကိုညှိရမှာတော့အသေးချာပဲနောက်ဆိုင်ကပြီးအောင်နောက်ဆိုင်ကပြီးရအောင်ပါပေါ့အေးဒီစမ်းကြောင်ညောင်တုံးလန်းထိတ်အေးဆိုင်ဆိုတာလေးလုံးဝနာမည်ကြီးအဲ့တော့အဲ့ဆိုင်ကိုခေါ်သွားမယ်အလုံးပဲလိုက်ခဲ့ပေးရောနော်အခုလိုက်ပြတဲ့ဆိုင်တွေကနီးနီးလေးတွေပဲဆိုတော့ပင်မင်းကတော့လမ်းလျှောက်ပြီးပဲသွားလိုက်တော့ရယ်စမ်းကြောင်သူစမ်းကြောင်သားတွေကတော့ဒီဆိုင်ကိုတိမှာဒီညောင်တုံးလန်းထိတ်အေးဆိုင်မှာလေအသီးတော်တော်စုံရတယ်ပြီးတော့အဲ့အသီးတွေကိုလက်ဖြော်ဆက်ဖြော်စိတ်ကြိုက်မှလို့ရတယ်အေးအပြင်အထောင်းတွေအတုပ်တွေလည်းရသေးတယ်ဆိုင်ရှိမှာ snack လေးတွေလည်းရောင်းနေကတော့ strawberry နဲ့ထောပတ်သီးလက်ဖြော်တစ်ခွက်စီမှာလိုက်တယ်ပြင်းနေညာပဲလေတော်တော်မှတောက်လို့ကောင်းတယ်ဤစိတ်ညာပဲဒီနေ့တွေ့မရှင်ကပြီးသွားပြီလား Okay ပြီးသွားပြီ အခုပြင်ပြသွားထားခဲ့တဲ့ဒါ3ဆိုင်လုံးကဖူပန်နာကနေလဲမှာစားလို့ရပါတယ်ဖူပန်နာဘောင်ချာကုတ် FP4TD ကိုသုံးပြီးတော့ discount တွေအများကြီးရယူလိုက်တော့နော်အားလုံးပဲနောက်ထပ်ဗီဒီယိုမှာတွေ့ကြမယ်နော်တကြ